Black hole တစ်ခုရဲ့ဆွဲယူစားသုံးခြင်းကိုခံရတော့မဲ့အပြာရောင်ဂျိုဘော်ကဂျိုသား2ယောက်ဟာသူတို့ရဲ့ကလေးကိုကယ်တင်ဖို့အတွက်အာကာသယာဉ်ထဲထည့်သွင်းပြီးဘေးကင်းရာကိုပို့လွှတ်လိုက်ပါတယ်။အဖော်အဖြစ်စကားပြောနိုင်တဲ့ငါးတကောင်နဲ့အတူအထူးပြုလုပ်ထားတဲ့ရှိုလင်ကိုပါထည့်ပေးလိုက်ပြီးကဘာမြေစီကိုစတင်ထွက်ခါလာခဲ့ပါတယ်။ထိုနည်းတူစွာပဲအဝါရောင် Ignition ဂျိုဘော်ကကလေးတစ်ယောက်ကိုလည်းကဘာမြေပေါ်ကိုပို့လွှတ်လိုက်ပြန်ပါတယ်။သူတို့2ယောက်ရဲ့ကံကြမ္မာကတော့ကွဲပြားနေပြီးရှမ်းထားတဲ့အိမ်ကိုအပြာရောင်ကောင်လေးကဆင်းသက်ခါနီးမှပဲအဝါရောင်ကောင်ကဝင်တိုက်ကလူယူသွားခဲ့ပါတယ်။ဒီလိုနဲ့အပြာရောင်ကောင်လေးကတော့မြို့ရဲ့အကျဉ်းထောင်တစ်ခုထဲကြာရောက်သွားခဲ့ကထောင်သားတွေကမွေးစားလိုက်ပါတယ်။အဝါရောင်ကောင်မှာတော့စူပါမန်လို့စွမ်းအားတွေရှိနေပြီးအပြာရောင်ကောင်လေးမှာတော့အလွန်မြင့်မားတဲ့ဉာဏ်ရည်ကိုပိုင်ဆိုင်ထားပါတယ်။အရွယ်ရောက်လာတော့ကျောင်းတစ်ခုထဲမှာပဲ2ယောက်သားပြန်ဆုံခဲ့ကြပါတယ်။အဝါရောင်ကောင်လေးကရုပ်ချောပြီးစွမ်းအားတွေရှိရမျိုးလူရှိလွတ်ခင်များနေပေမဲ့အပြာရောင်ကောင်လေးကတော့သူ့ရဲ့ထူးဆန်းတဲ့တူချင်မှုနဲ့ရုပ်ရည်ကြလူအများရဲ့ဖက်ကျင်ခြင်းကိုသာခံနေရပါတယ်။ဘယ်သူမှသူ့ကိုအပေါင်းတင်မလုပ်ကြပဲသူ့ရဲ့ငားလေးဟာအရင်းနှီးဆုံးတငယ်ချင်းဖြစ်ပါတယ်။ဒီလိုနဲ့သူတို့2ယောက်ရဲ့ကံကြမ္မာဟာပုံမူပြီးကွဲပြားလာခဲ့ကြပါတယ်။အဝါရောင်ကောင်လေးကတော့ Macroman အဖြစ်မြို့ရဲ့သူရဲကောင်းစူပါဟီးရိုးဖြစ်လာပြီးအပြာရောင်ကောင်လေးကတော့ Megamind လို့ခေါ်တဲ့ဉာဏ်ကြီးရှင်စူပါဗီလင်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။တနေ့မှာတော့သူရဲကောင်းကြီး Macroman ကိုဂုဏ်ပြုဖို့အတွက် Macro City ရဲ့အထိမ်းအမှတ်အခမ်းအနားကိုကျင်းပနေခဲ့ပါတယ်။ဘယ်သူမှတိတိမထားခင်မှာပဲကိုပြောက်ကားတစ်စီးရောက်လာပြီးအခမ်းအနားကျင်းညာနေတဲ့တင်းထောင်မာရီရောဆန်ကိုပြန်ပေးဆွဲတော့ခဲ့ပါတယ်။လူထောင်ပေါင်းများစွာရဲ့အားပေးမှုနဲ့အတူ Macroman ကတော့အခမ်းအနားကိုခမ်းမမိုက်လေးဝင်လာပြီးရေကန်ပေါ်မှာလမ်းလျှောက်ကမိန့်ခွန်းပြောနေခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ Megamind ကသူဖန်တီးထားတဲ့ရုပ်ပြောင်းရုပ်လွဲနိုင်နဲ့ထောင်မှုပုံစံပြောင်းပြီးထောင်ထဲကနေလွတ်မြောက်သွားခဲ့ပါတယ်။တင်းထောင်မာရီရောဆန်ကတော့မြို့ပြင်ကနှက်ခတ်တာယာကြီးမျိုးစင်ပေါ်မှာရှီနောင်ထားခံလိုက်ရပြီးအမျိုးမျိုးချင်းချောက်နေပေမဲ့အငြင်းတန်းပြန်ပေးဆွဲခံနေရတဲ့ရောဆန်ဟာမတုံ့လောက်ဝယ်ဖြစ်နေခဲ့ပါတယ်။ဖွင့်ပွဲရဲ့ဖဲကျိုးကိုလီစာနဲ့ပစ်လိုက်တဲ့အချိန်ရုတ်တရက်ပျောက်ပွဲနောက်ကနေမိုးပြန်ရင်ကြီးပေါ်လာပြီးအနက်ရောက်မီးခိုးတွေအုံမိုင်းသွားခဲ့ပါတယ်။ဖန်သားပြင်ပေါ်မှာMegamindပေါ်လာပြီးဒီနေ့ဟာမင်းရဲ့နောက်ဆုံးနေ့ပဲလို့ပြောကMacromanကိုစိန်ခေါ်လိုက်ပါတယ်။မတုံဆိုင်ပဲ Macroman ရောက်လာခဲ့ပြီးတကယ်တမ်းတော့ဒါဟာထောင်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်။အထဲမှာပိတ်မိနေတဲ့Macromanကိုမြေအောင်ချီစွမ်းရင်တော့အချက်စွမ်းအားကြီးရောင်ရှိတန်းနဲ့ပစ်လိုက်လို့မျိုးစင်တက်တဲ့ကိုထိမှန်သွားခဲ့ပါတယ်။မီးခိုးတွေငြိမ်သက်သွားတဲ့အခါမျိုးစင်မှာဘာမှမရှိတော့ပဲMacromanဝတ်ဆင်လေးရှိတဲ့အဖြူရောင်ဝတ်စုံနဲ့ဖြူဖွေးနေတဲ့အယိုးစုတစ်ခုပဲကျန်နေခဲ့ပါတယ်။ Macroman ဟာတည်ဆုံးသွားခဲ့ပြီးMegamindဟာတူတီထွင်ထားတဲ့မီလီယံတွေနဲ့အတူမြို့ကိုစိတ်ကြိုက်တောင်းကျမ်းလာတော့တယ်။မြို့လေခေါင်မှာတရှင်းဖွင့်ကကိုပိုင်ရှိုးပွဲပြုလုပ်ကစိတ်ကြိုက်လျှောက်သွားနေပေမဲ့ရဲအပါဝင်ပြည်သူတွေအားလုံးကလည်းဘာမှမတတ်နိုင်လို့ဒီတိုင်းငေးကြည့်နေကြရပါတယ်။မြို့တော်ခမ်းမကိုလည်းသူ့အပိုင်အဖြစ်သိမ်းပတ်လိုက်ပြီးဘန်ကပတ်စံတွေကိုပါကိုးကတစ်မြို့လုံးကိုကျဲချလိုက်ပါတယ်။ဒီလိုနဲ့စိတ်ကြိုက်တောင်းကျမ်းလို့ဝါတာရီတကယ်တမ်းမှာသူဟာပြုံနေပဲတဖြည်းဖြည်းနဲ့အထီးကျန်လာခဲ့ပါတယ်။တင်းထောက်မှလေးရောဆန်အပါဝင်မြို့သူမြို့သားတွေအားလုံးကလည်းMacromanကိုတီးတီးရနေကြပြီးဒီလိုမရှိတဲ့ဗီလိန်တယောက်ဟာတကယ်တော့အတိတ်ပဲမရှိဘူးဆိုတာMegamindဟာပေါ်ပေါက်လာခဲ့ပါတယ်။ Macroman ရဲ့အခမ်းအနားပြတဲ့ကိုဖျက်ဆီးဖို့လုပ်နေတော့မထင်မှတ်ပဲတင်းထောက်မှလေးရောဆန်နဲ့တွေ့ဆုံခဲ့ပါတယ်။ Megamind လည်း Banas လို့ခေါ်တဲ့ပြတိုက်ဝန်ထမ်းတယောက်ကိုအသွင်ပြောင်းနိုင်ရင်လည်းပြစ်ကအေးခဲလိုက်ပါတယ်။ပြီးတော့ချက်ချင်းပဲBanasပုံရဟန်ဆောင်လိုက်ပြီးဓာတ်လေကားထဲမှာ2ယောက်သားစကားပြောရင်းဟီးရိုးတယောက်ကိုဖန်တီးဖို့အတွက်အကြံတစ်ခုရလာခဲ့ပါတယ်။ဒီလိုနဲ့Macromanရဲ့ဝတ်စုံမှာကပ်ပါလာတဲ့ DNA ကိုသုံးပြီးလူသားတစ်ယောက်ကိုစူပါဟီးရိုးအဖြစ်ပြောင်းလဲဖို့ဆေးရည်တစ်ခုကိုဖန်တီးလိုက်ပါတယ်။မထင်မဲ့ပဲရောဆန်စီကနေဖုံးဝင်လာပြီးဟန်ဆောင်ထားတဲ့Megamindကိုမသိပဲကျေးဇူးတင်စကားတွေပြောနေခဲ့ပါတယ်။လူတစ်ယောက်နဲ့ရင်းရင်းနှီးနှီးကျေးဇူးအတင်မခံရဘူးတဲ့Megamindဟာရောဆန်ရဲ့စကားတွေကြောင့်တွေ့ရခံစားချက်တွေဟာစတင်ပြောင်းလဲလာခဲ့ပါတယ်။ဒီလိုနဲ့ရောဆန်ကMegamindရဲ့ပုံခုနေတဲ့နေရာကိုတွေ့ထားပြီးအဲ့ဒီနေရာကိုသူသွားနေကြောင်းတွေ့ပြလာခဲ့ပါတယ်။ရောဆန်လည်းအထဲကိုဝင်လာပြီးသူ့ရဲ့ကင်မရာမန်ကတော့အပြင်မှာစောင့်ကြံနေခဲ့ပါတယ်။ Megamind လည်းBanasအဖြစ်ဟန်ဆောင်လိုက်ရပြီးရောဆန်အနောက်ကိုလိုက်လာက2ယောက်သားMegamindရဲ့အကြံစီတွေကိုစုံစမ်းပြီးမြို့ကိုကဲတင်ဖို့အတွက်တိုင်ပင်လိုက်ကြပါတယ်။ရုတ်တရက်Megamindရဲ့မီလီယံတွေပေါ်လာပြီးလိုက်ဖမ်းနေကြလို့Banasအဖြစ်ဟန်ဆောင်ထားတာကိုရောဆန်မရိပ်မိအောင်မီလီယံတွေကိုပါဖောက်ခွဲပြလိုက်ရပါတယ်။ဒီလိုနဲ့Megamindတီထွင်ထားတဲ့ဆေးရည်လက်နက်ကိုရောဆန်ကရသွားပြီးပြစ်မိလိုက်လို့မထင်မှတ်ပဲအပြင်ကကင်မရာမန်ကိုထိမိသွားခဲ့ပါတယ်။2ယောက်သားMegamindရဲ့စခန်းထဲကနေလွတ်မြောက်လာပြီးBanasအဖြစ်ဟန်ဆောင်ထားတဲ့Megamindကတော့ရောဆန်ကိုချစ်မိသွားခဲ့ပါတယ်။ဒီလိုနဲ့စူပါဟီးရိုးပြောင်းလဲမဲ့အစီအစဉ်အတွက်ကင်မရာမန်နောက်ကိုနိုင်အောင်ခံလိုက်သွားခဲ့ကြပြီးအာကာသကစွမ်းအားတွေပေးအပ်ခဲ့ကြောင်းလှည့်စားလိုက်ကြပါတယ်။ Megamindကတော့နေ့ဖက်မှာဆိုရင်ကင်မရာမန်ကိုစူပါဟီးရိုးဖြစ်ဖို့လေ့ကျင့်ပေးပြီးညဖက်မှာဆိုရင်တော့Banasအဖြစ်ဟန်ဆောင်ကရောဆန်နဲ့တရင်အလုပ်တွေညားနေခဲ့ပါတယ်။အချိန်နှင်းငယ်ကြာတော့ကင်မရာမန်လည်းတိုင်တန်လို့ခေါ်တဲ့စူပါဟီးရိုးဖြစ်လာခဲ့ပြီးရောဆန်နဲ့Banasကတော့အရန်ကိုရင်းနှီးလာခဲ့ကြပါတယ်။ Banasအဖြစ်ဟန်ဆောင်ထားတဲ့Megamindကိုရောဆန်ကတိသွားရင်တက်တနာတက်နိုင်ကြောင်းမီလီယံ9လေးကတတိပေးခဲ့ပေမဲ့အရှင်းလွန်ထဲမှာနစ်နေတဲ့ဗီလိန်ကြီးကတော့ရောဆန်နဲ့ရလာတဲ့ရှားရှားပါးပါးတန်ရောစင်အောက်မှာရုံမထွက်နိုင်အောင်ညှိတွယ်နေပြီဖြစ်ပါတယ်။ Megamindဟာသူ့ကိုယ်သူလူဆုံးမဖြစ်ချင်ကြောင်းပုံပွင့်လင်းလင်းဝန်ခံလာခဲ့ပြီးတဦးကြီးတော့တငယ်ချင်းဖြစ်တဲ့9လေးနဲ့ပါရန်ဖြစ်ပြီးလမ်းခွဲလိုက်ကြပါတယ်။ရောဆန်ဟာသူရှာဖွေစုဆောင်းထားတဲ့အချက်လက်တွေကိုကြည့်ပြီးMegamindကတိုက်တန်ကိုဖန်တီးထားစားတီးလိုက်ရတဲ့အချိန်မှာပဲရုတ်တရက်တိုက်တန်ရောက်လာကရောဆန်ကိုခေါ်ဆောင်သွားခဲ့ပါတယ်
အမြင့်ဆုံးမြို့စင်ပေါ်ကိုခေါ်သွားခဲ့ပြီးသူဟာ Rosen ကိုရှင်းမိနေတဲ့ကင်မရာမန်ဖြစ်ကြောင်းနဲ့စူပါဆွမ်းအားတွေရလာတဲ့တိုက်တန်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ Rosen ကတော့ကနအပေါ်မှာမြစ်တာရှိနေပြီးမို့တိုက်တန်ကိုညှင်းလိုက်ပြီးဗနာနဲ့တိတ်ထားတဲ့ဆိုင်ကိုပဲရောက်လာခဲ့ပါတယ်။ဆိုင်ထဲမှာတော့အချစ်ဆက်လန်းလေးစတင်တော့မဲ့ဗနာကအသေးဆောင်နေပြီး Rosen ရောက်လာတော့သူတီးထားတဲ့မီဂါမိုင်းရဲ့အကြံတွေကိုပြောပြနေခဲ့ပါတယ်။နှစ်ယောက်သားရှစ်တူတွေဖြစ်သွားခဲ့ကြကတယောက်ကိုတယောက်ကျင်နာဆိုနမ်းလိုက်ကြပါတယ်။မထင်မှတ်ထားပဲ Rosen ရဲ့လက်ကဗနာရဲ့နာရီကိုထိမိသွားခဲ့ပြီးရုတ်တရက်မီဂါမိုင်းရဲ့တရုတ်မှန်ဟာပေါ်တော့ခဲ့ပါတယ်။တဆိုင်လုံးကအံ့ဩစွာငေးကြည့်နေခဲ့ကြပြီး Rosen ကတော့အရန်ကိုတုံလို့သွားခဲ့ရပါတယ်။စိတ်ပြက်ဝမ်းနည်းစွာနဲ့ထွက်လာတဲ့ Rosen ကိုမီဂါမိုင်းကရှင်းပြဖို့လိုက်လာပေမဲ့ခုမှစတင်တဲ့အချစ်ဆက်လန်းလေးကတော့ချက်ချင်းပဲအဆုံးသတ်သွားခဲ့ရပါတယ်။ဒီလိုနဲ့အိမ်ကိုပြန်ရောက်လာပြီးမီလီယံ9လေးလည်းမရှိတော့ပဲမီဂါမိုင်းကတော့ထိုက်တန်နဲ့စတင်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်ထားတဲ့ Black Mara ဝတ်စုံကြီးကိုဝတ်ကမိတ်ကပ်ပါပြင်လိုက်ပါတယ်။ပိုက်ပွဲအတွက်အထူးဖန်တီးထားတဲ့စက်ရုပ်ကြီးကိုစီးကမြို့ကိုထွက်လာခဲ့ပါတယ်။မြို့ထဲမှာတိုက်တန်ကိုအမေရိကန်စင်ခေါ်ပြီးစောင့်နေပေမဲ့တိုက်တန်ကတော့ညနေဆောင်တဲ့အထိရောက်မလာလို့ကတိကောက်အောင်ဖြစ်နေခဲ့ပါတယ်။စိတ်မရှိလို့တိုက်တန်ရဲ့အိမ်ကိုလိုက်သွားလိုက်တော့တိုက်တန်ကအိမ်ထဲမှာဗီဒီယိုဂိမ်းကစားနေပြီးအိမ်ထဲမှာလည်းပတ်စံထုတ်တဲ့အများကြီးကိုတွေ့လိုက်ရပါတယ်။ထိုက်တန်ကတော့လူတွေကိုကယ်တင်ဖို့မတွေးပဲသူ့ရဲ့ကိုဂျိုးအတွက်ဆွမ်းအားတွေကိုအသုံးပြုကလူဆိုးလုပ်ဖို့ပြောနေခဲ့ပါတယ်။မီဂါမိုင်းနဲ့အမှန်တရားတွေအားလုံးကိုပြောပြလိုက်ပြီးထိုက်တန်ရဲ့ဒေါသကိုစွပေးလိုက်ပါတယ်။နှစ်ယောက်သားမြို့ထဲမှာကလေးကစားတဲ့လူတိုက်ခိုက်နေကြပြီးထိုက်တန်ရဲ့လေစာကြောင့်စက်ရုပ်ကြီးလည်းပျက်စီးသွားခဲ့ပါတယ်။ဒီလိုနဲ့မြို့ထဲမှာတော့အပျက်စီးတွေများစွာနဲ့မီဂါမိုင်းနဲ့တိုက်တန်ကိုထိမရတော့လို့ဂျီနီဘောလုံးနဲ့တိုက်တန်ကိုထိန်းချုပ်လိုက်ပါတယ်။ဂျီနီနဲ့ထိန်းချုပ်တာဟာမအောင်မြင်ပဲမီဂါမိုင်းကစွမ်းအားမရှိတာကြောင့်စူပါစွမ်းအားရှိတဲ့တိုက်တန်နဲ့ရှင်မရဖြစ်နေခဲ့ပါတယ်။လူတွေအားလုံးကလည်းတိုက်တန်ကိုဝိုင်းအားပေးနေကြပြီးစိတ်တူနေတဲ့တိုက်တန်ကတော့သူဟာဒီမြို့ကိုအုပ်စိုးမယ်လို့ပြောကလူတစ်ယောက်ကိုနှစ်ပူးတောက်လွတ်လိုက်ပါတယ်။လူဆိုးဖြစ်သွားတဲ့တိုက်တန်ကိုတားမရတော့တဲ့အစိုးမီဂါမိုင်းလည်းထွက်ပြေးက Rosen စီကိုတွားပြီးအကူအညီတောင်းလိုက်ရပါတယ်။မြို့ထဲမှာတော့လူတိုင်းကနျူဟီးရိုးလို့ထင်မှတ်နေကြတဲ့တိုက်တန်ဟာဒေါသကိုထိမရပဲအဆောက်အုံတွေကိုဖျက်ဆီးကမြို့ကိုသိမ်းပိုက်ဖို့အတွက်မီဂါမိုင်းကိုဆင်ခေါ်လိုက်ပါတယ်။မထူမန်းရဲ့ DNA နဲ့ဖန်တီးထားတာမို့မထူမန်းရဲ့အားနည်းချက်ကိုရှာဖို့အတွက်သူပုံးခိုခဲ့တဲ့စာတင်ကျောင်းဟောင်းစီကိုနှစ်ယောက်သားထွက်လာခဲ့ကြပါတယ်။အထဲမှာတော့တန်ရှင်းတရက်နေပြီးမထူမန်းနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေအားလုံးကိုတင်ဆေးထားတာတွေ့လိုက်ရပါတယ်။ဖန်ခွက်ထဲမှာရေခဲတုံးတွေတွေ့လိုက်ရပြီးဆိုလိုတာကဒီမှာလူတစ်ယောက်နေကြောင်းရိပ်မိသွားခဲ့ပါတယ်။အနောက်ကနေလူတစ်ယောက်ရောက်လာပြီးမတည်သေးတဲ့မထူမန်းကိုတွေ့လိုက်ရတော့နှစ်ယောက်သားအံ့ဩသွားခဲ့ရပါတယ်။တကယ်တမ်းတော့မထူမန်းဟာသူ့ဘဝတစ်ချောင်းလုံးမှာလူတွေကိုကယ်တင်ရင်းနဲ့အချိန်ကုန်လာခဲ့ရပြီးသူ့ရဲ့ဝါဒနာဖြစ်တဲ့ဂီတကိုတော့ထိတွေ့ခွင့်မရခဲ့တာတောင်ညှိငွေ့နေတာဖြစ်ပါတယ်။တကယ်တော့လူဘဝဆိုတာကိုဝါဒနာပါတဲ့အရာကိုကိုယ်တိုင်ရှာဖွေနိုင်မှပဲဘဝရဲ့အနှစ်သာရစစ်ကိုရရှိမှာဖြစ်ပါတယ်။ဝေကလေးကငယ်ချင်းဖြစ်လာတဲ့မီဂါမိုင်းကလည်းဆိုးရှင်လို့စိုးနေတာမဟုတ်ပဲသူရဲ့ကောင်းရှိနေလို့ဒါလူဆိုးဖြစ်နေတယ်ဆိုတာကိုမထူမန်းကအစကတည်းကသိပြီးသားမလို့သူ့ရဲ့တည်ဆုံးမှုကိုသူ့ရောင်ဖြစ်အောင်ပြုလုပ်ကအားလုံးကိုလှည့်စားလိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့သူကကိုယ်ပိုင်လွတ်လပ်တဲ့ဘဝကိုရရှိလာပြီးသူတကယ်ရှင်းမြတ်နိုးတဲ့ဂီတကိုဆက်လုပ်ရင်းကြံရှိနေတဲ့ဘဝသက်တမ်းကိုဘယ်သူမှမသိအောင်ပုံဝင်နေဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။နှစ်ယောက်လုံးကတော့မယုံနိုင်ပဲမက်ထရိုမန်ကိုစိတ်ဆိုးနေခဲ့ကြပါတယ်။မက်ထရိုမန်ရဲ့အကူအညီလိုကြောင်းပြောနေပေမဲ့မက်ထရိုမန်ကတော့ဒါတွေကိုလုပ်ဖို့စိတ်မပါတော့ပဲလောကကြီးမှာမကောင်းမှုနဲ့ကောင်းမှုဆိုတာအမြဲတမ်းတွန်တွဲနေတတ်ကြောင်းပြောပြီးသူ့ရဲ့တာဝန်တွေကိုမီဂါမိုင်းစီလွှဲပြောင်းလိုက်ပါတယ်။မီဂါမိုင်းကတော့စိတ်သက်ကြတော့ပြီးသူနေခဲ့တဲ့အကျဉ်းထောင်တွေကိုကိုယ်တိုင်ပဲပြန်ပြီးအဖမ်းခံလိုက်ပါတယ်။ထိုက်တန်ရဲ့တောင်းကျမ်းမှုဟာတရက်ထက်တရက်ပူဆိုးလာပြီးတကယ်လို့ကဲတင်မဲ့လူတာမရှိရင်မြို့ထဲကထောင်ပေါင်းများစွာသောလူတွေကတော့တခြားမြို့ကိုပြောင်းလာကြမှာဖြစ်ပါတယ်။စိတ်သက်ခိုင်မာတဲ့ Rosen ကတော့တိုက်တန်ကိုတောင်းပြီးနားချပေမဲ့အားလုံးနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ကျင်းထောင်ထဲကနေတည်င်းကြည့်နေလို့မီဂါမိုင်းကိုမြို့ကမင်းကိုလိုအပ်နေကြောင်းဖမ်းခံရတဲ့ Rosen ကပြောပြလိုက်ပါတယ်။မီဂါမိုင်းလည်းထောင်ပိုင်ကြီးကိုလွတ်ပေးဖို့တောင်းဆိုနေခဲ့ပေမဲ့အရင်ကပြစ်မှုတွေကြောင့်88ဘဝစာအကျဉ်းကျနေကြောင်းပြောပြလာပါတယ်။သူနောင်လိုက်ရကြောင်းတောင်းပန်နေတော့ရုတ်တရက်ထောင်ပိုင်ကြီးကနေမီလီယံ9လေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မက်ထရိုမြို့ရဲ့အမြင့်ဆုံးတာဝါပေါ်မှာတော့သူ့ကိုအသေးခွဲခဲ့တဲ့ Rosen ရဲ့နှလုံးသားကိုရက်ရက်ဆက်ဆက်ဆုပ်ဖြဲပြမယ်ဆိုပြီးတိုက်တန်ကကြွေးကြော်နေခဲ့ပါတယ်။ပြောနေတော့မှာပဲ rotation တီးလုံးတန်တဲ့အတွက်အနက်ရောင်မီခိုးတွေများစွာဟာတာဝါတိုင်အနီးတစ်ဝိုက်မှာရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ကောင်းကင်ထက်ကထောင်ပေါင်းများစွာသောမီလီယံတွေဟာမီဂါမိုင်းရုပ်ပေါ်လာပြီးဖမ်းထားလာတဲ့တင်ဆက်မှုနဲ့အတူစူပါဗီလန်ကြီးဟာလှပဆင်းသက်လာခဲ့ပါတယ်။မိုးပြန်ဆိုင်ကယ်နဲ့ Rosen ကိုအမြန်ကယ်ထုတ်လိုက်ပြီးမီလီယံတွေဟာဘုံအဖြစ်ပြောင်းလဲကတိုက်တဲ့နောက်မှာပောက်ကွဲသွားခဲ့ပါတယ်။တိုက်တန်ကတော့တာဝါကြီးကိုနှစ်ပိုင်းရှိုးပြီးပစ်ထည့်လိုက်လို့ Rosen ကိုတော့ဘေးကလင်းရကိုတွန်းပို့လိုက်ကမီဂါမိုင်းလဲပါဝါရဲ့ထိပ်ပိုင်းနဲ့ဆိုင်မိသွားခဲ့ပါတယ်။ Rosen ကိုတပ်ဖြစ်ဖို့အတွက်အားနဲ့ထပ်မံပစ်လွတ်လိုက်ပြီးရုတ်တရက်ကားကိုလေစာကြီးကနှရှမ်းကွဲပစ်လိုက်ပါတယ်။မထူမဲပြန်လည်းရောက်ရှိလာပြီးသူမထွက်သွားခဲ့တဲ့ကြောင်း Rosen ကိုပြောပြလိုက်ပါတယ်။မီဂါမိုင်းတေဗီအထင်နဲ့ Rosen ကအမီးကိုပြေးလာခဲ့ပေမဲ့မီဂါမိုင်းမဟုတ်ပဲသူ့ပြောင်းထားတဲ့မီလီယံ9လေးဖြစ်နေခဲ့ပါတယ်။တကယ်တော့ခုနကပေါ်လာတဲ့မက်ထရိုမန်ကတော့အစ်စ်မဟုတ်ပဲမီဂါမိုင်းဖြစ်နေခဲ့ပါထိုက်တန်ကတော့မက်ထရိုမန်အစ်စ်ထင်ပြီးပတ်ပြေးနေပေမဲ့မလွတ်မြောက်နိုင်ပဲဖမ်းမိသွားကထိုစီးစီးကနေအဝေးဆုံးကိုထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်
လူတွေအားလုံးကဝိုင်းဝန်းလက်ခုပ်တီးနေကြပေမဲ့ရော့ဆန်ကတော့မီဂါမိုင်းဖြစ်ကြောင်းနိုင်ရီကိုနှိပ်လိုက်လို့အားလုံးလည်းအံ့အားသင့်မိခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲထိုက်တန်ရုတ်တရက်ပြန်ရောက်လာပြီးမီဂါမိုင်းကိုထပ်မံတိုက်ခိုက်လိုက်ပါတယ်။ကိုပြောက်ကားထဲမှာတော့စူပါဆွမ်းအားတနက်ရှိနေပြီးအထဲကိုဝင်ကဆွမ်းအားပြန်ရုပ်သိမ်းတဲ့ခလုတ်ကိုပြောင်းလဲလိုက်ပါတယ်။ထိုက်တန်ကတွေ့ထားပြီးမီဂါမိုင်းကိုကောင်းကင်ပေါ်ပစ်လွတ်လိုက်ကရော့ဆန်နောက်ကိုထပ်မံလိုက်သွားခဲ့ပါတယ်။အမြင့်ကနေပြုတ်ကျလာပြီးမကြခင်မှာတည်တော့မဲ့မီဂါမိုင်းဟာအကြံတစ်ခုရသွားပြီးသူ့ကိုယ်သူဖန်လုံးဖြစ်ခဲလိုက်ကရေကန်နဲ့ပြုတ်ကျလာခဲ့ပါတယ်။လူအဖြစ်ပြန်ပြောင်းလာပြီးစူပါတနက်နဲ့ထိုက်တန်ရဲ့နှာခေါင်းကိုဆက်ရှင်ပစ်လိုက်ပါတယ်။ထိုက်တန်လက်ဆက်ရှင်ဆွမ်းအားတွေပျောက်သွားပြီးမူလပုံစံပြန်လည်ပြောင်းလဲသွားခဲ့ပါတယ်။မီလီယံ9လေးကတော့ဖန်အင်ကွဲတော့မလို့တည်တော့မဲ့ပုံစံဟန်ဆောင်ကဒရမာခင်းနေတော့ရေကန်နဲ့ပစ်ထည့်လိုက်ပါတယ်။လူတွေအားလုံးကလည်းပျော်ရွှင်စွာမီဂါမိုင်းကိုသူရဲကောင်းအဖြစ်ဝိုင်းဝန်းလက်ခံနေကြတော့ဘီလိန်ဖြစ်တဲ့မီဂါမိုင်းကတော့နေသားမကျဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့မီဂါမိုင်းကျုပ်ဆိုပွဲအခမ်းအနားမှာလေးစားတနက်နဲ့ဖဲကျိုးကိုဖျက်လိုက်ပြီးလူထောင်ပေါင်းများစွာအားပေးမှုနဲ့အတူမက်ထရိုမန်လည်းရုပ်ဖြတ်ကရောက်လာခဲ့ပါတယ်။မီဂါမိုင်းရဲ့တရှင်းနဲ့အတူထောင်ပိုင်အပါအဝင်အားလုံးလည်းကလိုက်ကြပြီး happy ending လေးနဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ်